မလေးပြန်လာပါပြီတော်တို့အိမ်ရဲ့မန်ယူအမာခံဖန်ကြီးယောက်ျားတွေများနော်မရခင်တစ်မျိုးရပြီးတစ်မျိုးနေကိုယူပြီးရင်အိမ်ကြီးအိမ်ကောင်းနဲ့ထားပါမယ်လေဗာလေမွန်ညိုအိမ်သားနင်းတယောက်ပဲတက်လို့ရနော်ငါအိမ်သားတက်ချင်ဟိုဘက်အိမ်ကိုသွားတောင်းတက်နေရတာတစ်လားလောက်ရှိပြီသိလားပြိုကြတော့မယ်ခုနလေးပြင်ပြတွေ့လားမနေရဘူးကြွန်ကြမှာဆိုလို့ဘယ်ချိန်ကြွန်ကြမယ်မှမသိဘူး နေကိုလုံးနဲ့နင်းနဲ့ပါမမဟုတ်တာပဲကြွရင်ကြွကုန်မှာဘောပြင်းနေရနင်းလည်းဒုက္ခပါမိမလေဟိုဘက်အိမ်ကမိတုံမြကြတော့လေလင်ရကန်ကောင်းချက်လေဘက်မှာဆွဲကြိုးကြီးကိုပြူးနေပဲတုံမြကြတော့လဲဟဲ့မှတ်မိလားဟင်ဒါအစ်စ်လားတူလားညာကတဲ့ကနေငါ့ကိုပေးထားတာလေကလေးခမဲပေးတဲ့ဆွဲကြိုးလေးလို့မြင်းလေးနော်ဒါလေးတောင်မှအပေါင်ဆိုင်မရအောင်မနဲကိုထိမ့်သိမ့်ထားလို့ sorry မိမနင်းလည်းမင်းအဲ့ဆွဲကြိုးလေးကြည့်ပြီးငါပြောနေတယ်ထင်လားညဘက်ဆိုနင်းကတော့အေးနော်ခေါ်နေငါတကောင်ကြော်လောက်ကြာနင်းလည်းပဲငါထကြည့်မိရတယ်ဟာဆွဲကြိုးလေးကြည့်ပြီးငါမှစိတ်မကောင်းနေဖြစ်ဖြုတ်ခုံးမို့လားဘာလဲစိတ်မကောင်းဖြစ်တာငါမိမအကြီးတွေလုတ်ပေးချင်တာလေတိတ်လေးဖြစ်တော့ယောက်ျားဘလို့စိတ်ကောင်းမလဲမိမရဲ့ဒီမှာညာမိမယောက်ျားပြောပြမိမတွေသဘောမတူဆိုတဲ့ဂျားတွေကဒီမိမကိုရောက်အောင်ယူလိုက်ငါလည်းကန်ဆိုးတာနင့်ဖေးမေးသဘောမတူကြတဲ့ငါမယူဘဲနေရမှာခုကျတော့ထိုက်ကားသမားမရဖြစ်ရတယ်ကဲအဲ့တော့ယောက်ျားမင်းဆွဲကြိုးအကြီးမွေးချင်ဘူးလားဝှစ်ချင်လို့ပြောနေတာပေါ့ဝှစ်ချင်လို့ပြောနေတာပေါ့အေးငါမိမဗဇက်ကထွက်လာမယ်အဲ့ဒီစကားလေးကိုလိုချင်တာအဲ့ဆွဲကြိုးချုပ်ပေးလားမနှက်ပန်ကြရင်ဒီတက်ကြီးတဲ့ဆွဲကြိုးဆင်းမယ်ဟုတ်မှလည်းလောက်ပါမုံညိုရဲ့ရှိတဲ့ဟာလေးပါပြောင်းသွားပါဦးမယ်ငါ့ကိုယုံကြည်မရှိဘူးလားဟမ်စညာတော့နေပိတ်လေးနော်အဲ့ဒါမယူခင်မှာနေကဂရီတစ်ခုပေးတယ်နေကငါယူပြီးဝဝလင်းလင်းကျွေးပါမယ်လို့ငါဂရီနဲ့တင်တောင်းလိုက်ပြီးလည်းပြောနေဒီလိုမျိုးဖတ်တိပုတ်ကြီးဖြစ်သွားတယ်ငါဝအောင်ကျွေးလို့နေဒီလိုဖြစ်လာတာနော်ငါ့ဂရီခုလည်းဒီဆွဲကြိုးငါ့ကိုချုပ်ပေးလိုက်မနှက်ပန်ကြဒီတက်ကြီးတာကိုရလာသေးရရှုံးနေမို့လားတေးကြတော့လားမုံညိုရဲ့အမလေးမိမရဲ့နေဘက်ကသာပဲလေစိတ်လို့လက်ရချုပ်ပေးပါမယ်လို့ပြောချုပ်မှငါတောင်းဝင်တာငါချုပ်မှတေးကြလို့လားလို့တေးကြတယ်တကယ်လို့နေငါ့ကိုအဲ့ဆွဲကြိုးကြီးတာမလုပ်ပြငါဘာလုပ်ရမှာပြောငါဘွားတကူလို့မင်းမအပြီးသားပါကွာကြိုက်တာလုပ်မကျင်တတ်ကျင်ဟုတ်ပြီလားတေးကြတယ်နော်နေတေးကြတယ်ယုံနဲ့နော်ယုံရင်ငါချုပ်မယ်ဒီတစ်ခါတော့ငါယုံပေးလိုက်မယ်ကဲငါမိမစွာကြိုးကြီးရပြီអော်လိုက်တော့အမလေးတာအဲ့လိုអော်ခိုင်းတာမဟုတ်ဘူးလေလူသွားမှာတော့ကျုပ်ကဒါစွာကြိုးရလို့អော်တဲ့တန်လေးကိုပိုင်းမီးတုံကြောင်អော်လိုက်မူးလိုက်တာငါယောက်ျားရဲ့မူးလိုက်တာမိမမူးလို့လားဟုတ်တယ်ယောက်ျားမှာရှူသေးပါလားမရော့တင်းခါမနေနဲ့ရှူချလိုက်တာငါမိမအမူးကိုပြေသွားတာပဲငါယောက်ျားရဲ့တာငါယောက်ျားတော်ပြီငါအယိုးတွေကြောကုန်မယ်မလေးကိုယောက်ျားကိုချစ်လို့ပြုစုတာပါတော့ရှင်ရလေပုံမမဆက်တယ်မဖားနဲ့နော်ယောက်ျားဒီတစ်ပတ်ကျုပ်တို့မန်ယူပွဲရှိရနော်ရှိတယ်လေပြောရအောင်မေဟိုဘက်အိမ်ကမိတုတ်လေအိမ်အသက်ဆောင်းမာတဲ့ဘိုးတိုင်းတက်မာတဲ့ဗါတဲ့အခင်းတော်မှာတမန်တလင်းမခင်းဘူးပါကေးတွေခင်းမာတဲ့တော့သူတို့အစင်းနဲ့ပါကေးခင်းအောင်မယ်ဟေးကျုပ်တို့လည်းလေအိမ်လေးပါလေပြောင်းဆောင်အောင်ဒီတစ်ခါမန်ယူချူချူးကြမလားယောက်ျားအဲ့လိုကြီးလုံးလို့မရဘူးလေငါမိမနင်းကလေစိတ်ပါလာပြီဆိုရင်လေထိန်းလို့မရတာနင်းအလားဘာတော့ရှင်ရလဲမဟုတ်ပါဘူးလောင်းကစားပြောတာပါလောင်းကစားမှနေစိတ်ပါမရဘူးနင်းဟဲ့မိတုတ်ဟေးနင်တို့အိမ်ဆောက်မဲ့ဟာလေးငါ့ကိုကြောက်ပြောပြနေတာငါ့ကိုကြောက်လဲဟေးနောက်တစ်ပတ်ထက်ဆောက်မှာတဲ့နေပါအောင်ယောက်ျားရဲ့ကျုပ်တို့ဝင်နဲ့အေးလူနောက်နှစ်ထက် RC လေးတိုက်လေးဆောက်မယ်ဆိုတော့မရဘူးငါ့ယောက်ျားလုံမယ်ဆိုရင်ဇွတ်အဲ့ဒါလေနောက်တစ်ပတ်ကိုတဲ့ဆောက်မှာဆိုနင်တို့ငါတို့အခုကိုအိမ်သုံးကိုမှပစ္စည်းတွေသွားကြည့်မို့လုံနေဟုတ်တယ်ငါတို့အခုကိုသွားကြည့်မှာငါယောက်ျားဟိုဖက်အိမ်ကမိတုတ်ဝယ်တာစိတ်ဝင်းကြွေကပါလေဒီဆိုင်မှာပဲဝယ်မယ်ဒီဆိုင်လားဟုတ်တယ်ဒီဆိုင်ပဲဝယ်မယ်ယောက်ျားငါယောက်ျားကြွေပြားတွေကတော့အစုံနော်ဒီဆိုင်ကတော့ဟာတော်တော်ကောင်းတယ်ကြွေပြားတွေကဒါလေးခင်းမကောင်းလားအိမ်မှာကောင်းတယ်အဲ့ဒါခင်းမယ်အဲ့ဒါအိမ်မှာခင်းမယ်
ယောက်ျားငါတို့လေဟိုဘိုးတော်ဖီကာရီဘရန်တက်ရအောင် ဟာကောင်းတယ်ဒီကာရီဘရန်ဆိုတာဒါစင်ဝင်းကကိုပိုင်အမှတ်တစိလားမသိဘူး အရန်နာမည်ကြီးရယောက်ျားဖီကာရီဆင်မယ် စင် ဟိုးဟောမိုင်းစတီတကားတဲ့ယောက်ျားဟောဒီလိုမျိုးတကားတက်ရအောင် ဟာဒီတကားဆိုလုံးမ ဧည့်သည်တွေဘာတွေလားထဲကနေကြည့်လိုက်မြင်ရယောက်ျားဒီမှာကြည့် ဟုတ်တယ်ဒီတကားအယုတ်ကောအတောင်လုံးမဲဥသာအဲ့ဒီတကားယူမယ်ဟာ ယူမယ်ဟိုးဟာလည်းတော့ယောက်ျား ဟိုကလေးမမတို့ဒီနေ့ကြည့်ထားတာလေးတွေဘောင်းချဖွင့်ပေးရတော့မလားရှင် မဖွင့်နိုင်ဘူးညီမလေးအခုတို့ကပစ္စည်းဝယ်စင်ဝင်းကြိုကဘာမှာဝယ်ခြင်းလို့လာကြည့်တာ ဟုတ်ကဲ့ နောက်တစ်ပတ်ကျမှဝယ်မယ် နောက်တစ်ပတ်သိချလိုက်မယ်နော်ညီမလေး ဟုတ်ကဲ့ စိတ်ဝင်းကြွေကဘာပါပဲဝယ်မှာနော်ယောက်ျားရ yes မိုးရေဟေးမိုး ပြောဘယ်ကောင်လုံးကငါမိမစောသီးလားခေါ်တာ ဒီမှာမိမညတော့ငါစီလာပြီးဒီမနေ့ထက်လာမယ်ပြောတာအဲ့ဒါမလာလို့လိုက်လာတာ ပြောမင်းကငါမိမဘာပတ်တာပြောတယ်ဟော ဟာဟေ့ရောက်ဘာဒီလျှောက်ပြောနေရလဲညတော့မိမငါစီလာပြီးအင်ကရပေါင်သွားတာအဲ့ဒါဒီမနေ့လာရွေးမယ်ပြောပြီးတော့မရွေးလို့လိုက်လာတာကိုပြောတာ ဟိုမိမဒီညဘောင်းပေါင်လာတော့ ဟောဘောလုံးမဲလောက်မယ်လို့တော့ပြောသွားပဲဒီမှာ အမလေးလေရက်ဆက်လိုက်တာငါမိမမောဟာလုံးလိုက်ကြီးအကြီးလေးရဲ့ စက်တာတွေပဲလုံနေနေတော့နော်အေးငါပစ္စည်းတွေအကြိုက်လက်ခံတာလည်းမဟုတ်ဘူးဒီတစ်ပတ်အတွင်းအင်ကိုရွေးရင်ရွေးမရွေးလို့ရှိရင်မင်းတို့လင်များတော့အိမ်ဘွားဆင်းဖို့ပြင်တာ ရက်ဆက်လိုက်တာမိမရဲ့အိုးပဲအိမ်မက်ဖြစ်အောင်လုပ်တာဟဲ့ငါမိမမိုးဘယ်ကြောင်မှကတ်နေလဲငါလာပြီလားနင်းနဲ့တွေ့မယ်အမတာ